ဒီဗီဒီယိုကိုတွေ့ရင်လုံးဝကြုံသွားပါနဲ့နော်ဒါကကန်ဆက်တဲ့သူ energy ကြိုက်တဲ့သူကိုပဲ F5 ပေါ် new feed ပေါ်ရောက်ဖို့ manifest လုပ်ပြီးသားဖြစ်လို့ပါဇူလိုင်လကလည်းကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် August လထဲမှာသင်စီကိုရောက်လာတော့မယ် abundance energy တွေကဘယ်လိုမျိုးလဲစိတ်ကိုငြိမ်ငြိမ်လေးထားပြီးတော့ရှေ့ကကတ်3ကတ်ထဲကသင်ကိုအစွဲဆန်နိုင်ဆုံးကတ်တစ်ခုကိုရွေးချယ်ပေးပါကတ်နံပါတ်1မကြသေးမီကအခက်ခဲတွေဆုံးရှုံးမှုတွေငွေကြေးပိတ်ဆို့မှုတွေကြုံခဲ့ရတယ်မလားဒါဆိုရင်တော့လုံးဝမစိုးရိမ်ပါနဲ့နော်ဩဂတ်လမှာဒီကန်ဆိုးမှုအဟောင်းတွေဟာအကုန်လုံးအပိသက်ချုပ်ငိမ့်သွားပါလိမ့်မယ်အလောက်ကိုင်းတစ်တွေစီးပွားရေးလမ်းကြောင်းအသစ်တွေဒါမှမဟုတ်ဝင်ငွေလမ်းကြောင်းအသစ်တွေဟာရုတ်တရက်ဝုန်းကနေပွင့်သွားပါလိမ့်မယ်ဘဝတစ်တစ်ခုလိုပြန်ဆရတော့မှမလို့အဟောင်းတွေကိုရဲရဲဝုန်းဝုန်းကိုလွှတ်ချလိုက်ပါတော့နော်အတိတ်ကအခက်ခဲတွေဟာပြီးဆုံးသွားပြီးတော့ August လမှာ Universe ကသင်စီကိုအသစ်ဆက်ဆက်အကြီးမားဆုံးသော abundance တွေအခွင့်အလမ်းတစ်တွေကိုတည်ဆောင်လာပြီးတော့မှဖြစ်ပါတယ်။ကဏ္ဍနံပါတ်2August လထဲမှာသင်ရဲ့ခေါင်းတွေကို idea အသစ်တွေအခွင့်အလမ်းအသစ်တွေပေါ်ပေါက်လာပါလိမ့်မယ်။အဲ့ခါကျရင်တွေးဝေမနေပဲနဲ့ပြက်ပြက်သားသားဆုံးဖြတ်ချက်ချလိုက်တာနဲ့ငွေဝင်လန်းကြောင်းတွေစီးပွားရေးတွေကအခက်ခဲမှန်သမျှကိုဒီဓာတ်နဲ့ပိုင်းဖြတ်လိုက်တယ်လို့ကိုရှင်းထုတ်ပြီးသားဖြစ်သွားလိမ့်မယ်။စာချုပ်ချုပ်ရတာတရားဝင်ခွင့်ပြုချက်ရတာဒါမှမဟုတ်ပြန်ဆိုင်မှုတွေကိုကြော်လွှားပြီးတော့အောင်ပွဲစုကူရမယ်လာပဲဖြစ်ပါတယ်။သင်စီကိုလာနေတဲ့ abundance ကတော့ရှင်းလင်းပြတ်သားမှု clarity နဲ့ဉာဏ်ပညာပဲဖြစ်တယ်။ကိုရလာတဲ့ idea အသစ်ကနေပြီးတော့စီးပွားရေးအလုပ်ကိုင်းတွေကိုငွေဝင်လန်းကြောင်းအသစ်တွေကိုဖန်တီးပေးပါလိမ့်မယ်။ဝေဝါးဖြစ်နေတဲ့အကုန်လုံးရှင်းသွားမယ့်လက်တလားဖြစ်ပါတယ်။ကဏ္ဍနံပါတ်3သင်စီကိုအလုပ်ကိုင်းဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းစီးပွားနဲ့ပတ်သက်တဲ့သတင်းကောင်းတစ်ခုခုဟာရောက်လာဖို့ရှိပါတယ်။သင်တဲ့အသစ်ဒါမှမဟုတ်လို့ရှင်နယ်ပယ်အသစ်တစ်ခုကိုဝင်ဖို့လည်းရှိတယ်။ဒါမှမဟုတ် online ကနေပြီးတော့လည်းငွေဝင်ကိန်းတွေတွေ့ရပါတယ်။လင်းလင်းမြန်မြန်နဲ့ကိုတင်ယူနိုင်စွမ်းတွေကြီးပြီးအကောင့်ထဲပေါ်လိုက်တာနဲ့ကိုလက်လာပါတွေဟာစတင်ပြီးအရှိန်ဟုန်နဲ့စီးဆင်းလာပါလိမ့်မယ်။သင်ရဲ့စူးစမ်းလိုစိတ်ကနေပြီးတော့ငွေဝင်လန်းဆောင်အသစ်ကိုပွင့်သွားစေပါလိမ့်မယ်။အစင်သင့်ပြင်ထားလိုက်ပါနော်။ကဲဒီ August လရဲ့အစွမ်းထက်တဲ့ abundance energy တွေကိုသင်ရဲ့ဘဝတွေကိုဆွဲဆောင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ comment မှာ I claim my August abundance လို့ရေးပြီးတော့ energy တွေကို activate လုပ်လိုက်ပါနော်။